အားလုံးပဲမင်္ဂလာပါနိုဒလီတမကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရတဲ့နဲ့ရက်နှင်းငယ်လောက်ပဲလုပ်ဖြစ်ပြီးတော့ကြာလာတာနဲ့အမျှစိတ်မပါတော့တာမျိုးလက်လျှော့လိုက်တာမျိုးတွေခဏခဏကြုံမှုကြမှာပါအဲ့လိုကောက်ရိုးမိဖြစ်နေတာကကိုလုံးဆောင်နေတဲ့နီလန်စနစ်ကြောင့်ဆိုတာရောသိပါသလားဒီနေ့ကောက်ရုံမိအကျင့်ကိုဖျောက်ပြီးတော့ရီမန်းချက်တွေကိုအောင်မြင်အောင်ဘယ်လိုစနစ်တကျလှုံ့ဆော်ရမလဲဆိုတဲ့နီလန်၅ခုကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးရဲ့မိနစ်အနည်းငယ်ကတငယ်ချင်းတို့အချိန်တွေအလဟတ်သက်မကုံဆုံးစေဖို့အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်စီမှာဖြစ်တဲ့အတွက်ကြောင့်အဆုံးထိကြည့်ပေးဖို့လည်းတိုက်တွန်းချင်ပါတယ်နံပါတ်1% theory ကိုပဲသုံးပါအပြောင်းလဲကြီးကြီးမားမားကိုတခါတည်းအတင်းလုပ်ဖို့မကြိုးစားပါနဲ့မနေ့ကထက်100%ပဲပို့လုပ်ဖို့အာရုံစိုက်ကြည့်ရမယ်ဥပမာတစ်နေ့ကို3နာရီစတိုက်စာဖတ်မယ်ဆိုပြီးစိတ်ကူးရင်နေရထက်ဆိုင်နေ့တိုင်း15မိနစ်ဒါမှမဟုတ်ရင်မိနစ်20လောက်ပဲပုံမှန်လုပ်နိုင်အောင်အရင်ကြိုးစားကြည့်ပါအရေးကြီးတာကပုံမှန်ဖြစ်ဖို့ consistency လိုအပ်တာပါအဲ့လိုနဲ့15မိနစ်ကနေစတင်ပြီးတော့အလေးကျင့်လေးဖြစ်သွားပြီဆိုရင်တော့သူ့လိုရှင်ရလာပြီ1နာရီ2နာရီထိအပတ်မကြီးပဲကျိုးပြီးတော့လှုပ်လာနိုင်ပါလိမ့်မယ်နံပါတ်2ချက်ကတော့နေ့စဉ်အလေးကျင့်ကိုတိစောက်ရမှာပါလူတိုင်းကစီကံ discipline ရှိချင်ကြပါမယ်ဘာလို့တကယ်တမ်းကျတော့ခက်နေရလဲအဖြေကတော့ရိုးရိုးလေးပါကို့မှာခိုင်မာတဲ့နေ့စဉ်လုပ်ငန်းဆောင်တာမရှိလို့ပါစိတ်ပါတဲ့နေ့မှာထားလုပ်မယ်ဆိုရင်တော့စိတ်ပါတော့မယ်ခဏလေးလုပ်ပြီးတော့စိတ်မပါတာနဲ့ချက်ချင်းရက်သွားတဲ့ကောက်ရိုးမိလိုမျိုးပဲဖြစ်နေမှာပါအရာရာကစိတ်ချနေပေါ်မူတည်ပြီးတော့ဖြစ်နေရမျိုးမဖြစ်အောင်လို့ဒီချိန်ရောက်ရင်ထားလုပ်မယ်ဆိုတဲ့အလေးကျင့်လေးကိုအရင်ဆုံးပြိုးထောင်ကြည့်ပါနံပါတ်3ချက်ကတော့ပြည့်စုံခြင်းနဲ့စိတ်ကိုလွတ်ချပါလူများစုကအစီအစဉ်တွေအပြည့်စုံရေးစက်တတ်ကြပါတယ်စာအုပ်စဉ်အသက်ဝယ်မှာစာဖတ်မယ်ဖက်နှက်ကောင်းစားရမှာလမ်းလျှောက်မယ်စသဖြင့်အရာရာပြည့်စုံမှာစကြင်တတ်ကြပါတယ်လူတော်တော်များများကောက်ရုံမိဖြစ်ရတဲ့အကြောင်းရင်းကပြည့်စုံမှလုံးမယ်ဆိုပြီးတော့စင်ကျင်ပေးတတ်တာကြောင့်ပါဒါပေမဲ့အဲ့ဒီကိုပြည့်စုံဖို့စောင့်နေရင်းနဲ့ပဲချိန်တွေကုန်သွားပြီးတော့ဘာမှမလုပ်ဖြစ်တော့ပါဘူးအစမှာရင်ပြည့်စုံခြင်းနဲ့စိတ်ကိုလွှတ်ချကြည့်ပါပြည့်စုံနေဖို့ထက်ပြီးမြောက်သွားဖို့ကပိုပြီးတော့အရေးကြီးပါတယ်နံပါတ်4ချက်ကိုစကြည့်ကြရအောင်နော်နံပါတ်4ကတော့ဘာကြောင့်လောက်တာလဲဆိုတော့ရည်ရွယ်ချက်ရှိရမှာပါကောက်ရိုးမိဖြစ်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကရည်ရွယ်ချက်မခိုင်မာလို့ပါသူများလို့လိုက်လောက်တာမျိုးဒါမှမဟုတ်စိတ်ကူးပေါက်လို့ထားလောက်တာမျိုးကအခက်ခဲနဲ့ကြုံရတဲ့အခါမှာချက်ချင်းရက်တန်သွားတတ်ပါတယ်ဒါကြောင့်တစ်ခုခုကိုမစတင်ခင်ငါဒါကိုဘာအတွက်ကြောင့်တကယ်လုပ်ချင်တာလဲဆိုတဲ့အဖြေကိုအရင်ဆုံးရှာဖွေကြည့်ပါနောက်ဆုံးနဲ့အရေးကြီးဆုံးချက်ကတော့ကိုပြန်လည်စမ်းစစ်ဖို့ပါပဲအလုပ်တစ်ခုကိုဇွဲမလျှော့ဘဲနဲ့ရေရှည်လုပ်နိုင်မှုဆိုရင်မိမိကိုပြန်လည်စမ်းစစ်ပြီးတော့လမ်းကြောင်းမှန်ပေါ်ရှိမရှိတတိထားပြီးကြည့်တတ်ဖို့ကအရေးကြီးပါတယ်ဒါကြောင့်တပတ်တစ်ခါလောက်ငါဘာတွေအဆင်ပြေနေပြီလဲဘယ်နေရာမှာထပ်ပြီးပြုပြင်ရမလဲဆိုတာကိုအေးဆေးပြန်လည်စမ်းစစ်ကြည့်ပါအစီအစဉ်တိုင်းမလုပ်ဖြစ်တဲ့ရက်တွေရှိရင်လည်းကိုအပြစ်တင်နေပဲနဲ့ဘာကြောင့်ပြက်ကွက်ရတာလဲဆိုတဲ့အဖြေကိုပဲရှာဖွေပါအဓိကကတော့ကိုယ့်ရဲ့အမားတွေကိုသင်ခန်းစာယူပြီးတော့လမ်းကြောင်းမှန်အောင်ပြန်သတ်မှတ်ပေးမှသာကောက်ရိုးမိမဖြစ်ဘဲနဲ့ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့နီလန်လေးတွေကတငယ်ချင်းတို့ရဲ့ကောက်ရိုးမိအကျင့်ကိုဖျောက်ဖျက်ပြီးတော့ကိုယ့်ရဲ့ရီမန်းချက်တွေစီကိုအရောက်လှမ်းနိုင်မှုအတွက်အများကြီးထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုးစိတ်သက်ခွန်အားဖြစ်စေမဲ့ tip တွေနဲ့ဗဟုသုတတွေကိုအမြဲလေ့လာနိုင်မှုအတွက် No Daily Tip ကိုလည်း subscribe လုပ်ပြီးတော့ follow ထားဖို့လည်းမေတ္တာရက်ခံချင်ပါတယ်ဒါမှလည်းနောက်ထပ်ဗီဒီယိုအသစ်လေးတွေကိုဖန်တီးဖို့အတွက်အင်အားတစ်ခုဖြစ်စေမှာမို့လို့ပါနောက်ထပ်ဗီဒီယိုအသစ်မှာပြန်တွေ့ကြပါမယ်နော်အားလုံးပဲ bye bye